အသက်ဆွဲတဲ့ຫນွေဆုံးပြိုချဖို့လို့လူခင်ကိုမခွဲဘူးကွယ်တစ်လုံးကိုမဆုံးနေတာရှုံမပြိုຫນွေဆုံးဆိုရှာသူပြိုကျွန်တော်သာပဲသူဆိုတာဖို့အသက်ဆွဲတဲ့ຫນွေဆုံးပြိုချဖို့လို့လူခင်ကိုမခွဲဘူးကွယ်တစ်လုံးကိုမဆုံးနေတာရှုံမပြိုຫນွေဆုံးဆိုရှာသူပြိုကျွန်တော်သာပဲသူဆိုတာဖို့ခန္ဓာမျက်နှာတရားဆုံးတွေဖို့ခန္ဓာမျက်နှာတရားဆုံးတွေဖို့ကျွန်တော်အတွက်ကိုဘယ်အရာမဆုံးအားလဲကိုရဲ့ပြိုတကယ်ပဲသမကချစ်သူမျိုးသူတော့ချစ်အားကိုဒီခံကကျွန်တော်မှဆိုနှွဲကဆိုလို့တနာကပင်သူ့ကိုတရားကိုနှွေစိုးပြိုဘဝင်မှာသင်လို့ချစ်သူနှွေစိုးပြိုမမုန်းမှုခင်ကိုချစ်မယ်ဆိုနှွေစိုးပြိုဘဝင်မှာသင်လို့ချစ်သူကိုနှွေစိုးပြိုမမုန်းမှုခင်ကိုချစ်မယ်ဆိုသူ့ကိုမမြင်ရင်နေတဲ့တလို့တမျိုးပဲစိတ်မှာဖို့သူ့မမြင်ရင်နေတဲ့တလို့တမျိုးပဲစိတ်မှာဖို့ကဘိုးကယိုလေးနဲ့သူ့မှာဆိုပြုံးလွယ်ပါတဲ့ပြိုကျွန်တော်မြင်ရင်သူ့မှာငကိုနှွဲကဆိုလို့တနာကပင်သူ့ကိုတရားဖို့အသက်ဆွဲတဲ့ຫນွေစိုးပြိုချဖို့လို့နေသူခင်ကိုမခွဲဘူးကွယ်တစ်လုံးကိုမဆုံးနေတာရှုံမပြိုຫນွေစိုးဆိုရှာသူပြိုကျွန်တော်သာပဲသူဆိုတာဖို့ခန္ဓာမင်းသာတရားဆုံးတွေဖို့ခန္ဓာမင်းသာတရားဆုံးတွေဖို့ကျွန်တော်အတွက်ကိုပဲအရာမဆုံးအားလဲကိုတဲ့ပြိုတကယ်ပဲသမကချစ်သူမျိုးသူတော့ချစ်အားဖို့ဒီခံကကျွန်တော်မှန်ကိုနှွဲကဆိုတော့တနာကပင်သူ့ကိုတရားဖို့နှွေစိုးပြိုဘဝင်မှာဆင်လို့ချစ်သူကိုနှွေစိုးပြိုမမုန်းမှုခင်ကိုချစ်မယ်ဆိုနှွေစိုးပြိုဘဝင်မှာဆင်လို့ချစ်သူကိုနှွေစိုးပြိုမမုန်းမှုခင်ကိုချစ်မယ်ဆိုသူ့ကိုမမြင်ရင်နေတဲ့တလို့တမျိုးပဲစိတ်မှာဖို့သူ့ကိုမမြင်ရင်နေတဲ့တလို့တမျိုးပဲစိတ်မှာဖို့ကဘိုးကယိုလေးနဲ့သူ့မှာဆိုပြုံးလွယ်ပါတဲ့ပြိုကျွန်တော်မြင်ရင်သူ့မှာငကိုနှွဲကဆိုတော့တနာကပင်သူ့ကိုတရားဖို့